လေဖြတ်တာနဲ့မျက်နှာတစ်ချမ်းရွက်တာကိုဘယ်လိုခွဲမလဲအားလုံးပဲမင်္ဂလာပါယူပါကလင်းနဲ့ဘကိုး channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒီ channel မှာအများနဲ့ကျမကြီးဦးစားရင်းနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကအဓိကဆွေးနွေးပေးခြင်းတဲ့အကြောင်းပါနော်ဒီလေဖြတ်တာနဲ့မျက်နှာတစ်ချမ်းရွက်ရတယ်တော်တော်များမကွဲပြားကြဘူးပေါ့မနေ့ကမျက်လုံးနှလုံးပွေ့လို့မိုးလင်းလာတဲ့အချိန်မှာမျက်နှာတစ်ချမ်းရွက်သွားရင်မှာဟာငါတို့လေဖြတ်သွားပြီဒါပေမဲ့တကယ်ကြတော့သူကလေဖြတ်တာမဟုတ်ဘူးမျက်နှာတစ်ချမ်းရွက်တဲ့ bell palsy လို့ခေါ်တဲ့ယောဂဖြစ်နေတာအဲ့တော့တကယ်လေဖြတ်တာကြတော့အဲ့လိုပုံစံမဟုတ်ဘူးခြားလက္ခဏာရှိတယ်အဲ့တော့အဲ့ဒီနှစ်ခုကကုသပုံလည်းကွဲပြားတယ်ပြီးတော့ပြန်ကောင်းနိုင်မကောင်းနိုင်လည်းကွဲပြားတယ်အဲ့တော့ GPU လေးမှာတော့အဲ့နှစ်ခုရဲ့ကွာခြားချက်နဲ့ဘလို့ပုံစံမျိုးနဲ့ခွဲခြားလို့ရတယ်ဆိုတာပေါ့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစုံကြည့်လို့လည်းမြင်တာခံပါတယ်အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်အဲ့တော့အရင်ဆုံးပေါ့နော်မျက်နှာတစ်ချမ်းရွက်တဲ့ bell palsy ကြောင့်အရင်ဆုံးပြပြပေးမယ်နော်အဲ့တော့များသောအားဖြင့်ဖြစ်တဲ့အကြောင်းရင်းကတော့ဒီအုံနောက်ကထွက်တဲ့အာရုံကြော12ချောင်းတွေက9ချောင်းမြောက်အာရုံကြောဖြစ်တဲ့ facial နဲ့လို့ခေါ်တဲ့မျက်နှာကိုထိန်းချုပ်တဲ့အာရုံကြောတစ်ခုထိသွားတာပေါ့နော်အဲ့တော့ဘယ်ဘက်ပိုင်းကိုထိသွားရင်ဘယ်ဘက်ခြမ်းမှာတစ်ခုဖြစ်သွားမယ်ညာဘက်ခြမ်းကိုထိသွားရင်ညာဘက်ခြမ်းမှာတစ်ခုဖြစ်သွားမယ်ပေါ့နော်များသောအားဖြင့်ဘာကြောင့်ဖြစ်လဲဆိုတော့ရေယုံ virus ဖြစ်တာတွေရေကြောက် virus ကူးစက်တာတွေပေါ့နော်အဲ့လို virus ကူးစက်ခြင်းခံရလို့များသောအားဖြင့်ဖြစ်တာများတယ်အဲ့ဒီအချိန်မှာသူက virus ကူးစက်ခြင်းခံရတဲ့အခါမှာ nerve ကြောတွေရောင်သွားတဲ့ကြောင့်မို့သူထိန်းချုပ်တဲ့ဘယ်ဘက်တော်တော်ကောင်းညာဘက်တော်တော်ကောင်းမှာအကောလုံးဒုက္ခရောက်သွားမယ်အဲ့တော့အဓိကဘာဖြစ်သွားမလဲဆိုရင်ယောဂလက္ခဏာတွေနေဆိုမျိုးလုံးမှိတ်လို့မရတော့အဲ့ဘယ်ဘက်ဆိုရင်ဘယ်ဘက်ပဲကျွန်တော်ရုံပြောလိုက်မယ်နော်ညာဘက်ကတော့ကိုယ့်အောင်ဖြည့်လို့ရတယ်ပေါ့နော်အဲ့တော့မျိုးလုံးမိတ်လို့မရတော့ဘူးဆိုတော့မျက်နှာတစ်ချမ်းကြွက်သားတွေကအားနေသွားတဲ့ခါကျတော့မျိုးလုံးတင်းအောင်ပိတ်လို့မရတဲ့ခါမျိုးလုံးရဟဟကြီးဖြစ်နေမယ်နောက်တစ်ခုကပါဇက်ကရွှဲ့သွားမယ်ရွှဲ့သွားတဲ့ခါမှာသူကဖြစ်တဲ့ဘက်ကိုရွှဲ့မှာနော်အဲ့တော့ရေလိုက်တဲ့အခါမှာစကားပြောလိုက်တဲ့အခါမှာဒီကျမ်းမာတဲ့ကြွက်သားတွေကလူဆွဲတင်လိုက်တဲ့အခါမှာဒီဘက်ကိုရွှဲ့သွားမယ်ရွှဲ့သွားမယ်အဲ့တော့ဒီယောဂဖြစ်တဲ့ပါဇက်ကအောက်ကိုတွဲကျနေမယ်အဲ့ပြီးတော့ကျမ်းမာတဲ့ဘက်ကဆွဲနေတော့အေးပေါ့ကျမ်းမာတဲ့ဘက်ကိုရွှဲ့သွားမှာပေါ့ဒီဘက်ကကောင်းရင်ဒီဘက်ကိုရွှဲ့သွားမယ်အဲ့လိုမျိုးအပေါ်ဆွဲတင်လိုက်တယ်ဒီဘက်ကတော့လုံးဝရွှဲ့သွားလို့ခံစားရမယ်ပေါ့နော်နောက်တော့ရေတောက်ရင်ဖိတ်ကြမယ်အဲ့တော့ပါဇက်စီလို့မလုံတဲ့အခါကျတော့ရေတောက်ရင်ဟင်းရတော့လို့ရှိရင်ဘေးကိုယူစိတ်တွက်ကြပါမယ်ပေါ့နော်နောက်တစ်ခုကအရသာပြတ်သွားမယ်ရှာရဲ့အရှိပိုင်းကအရသာခံနိုင်သွားနေကြဆင်းသွားတဲ့အကြောင်းလို့အရသာပြတ်သွားနိုင်တယ်နောက်တစ်ခုကနေရွက်နောက်ပိုင်းကနာကျင်သွားမယ်အာယုံရောရောင်သွားတာဖြစ်တဲ့ကြောင့်မလို့နေရွက်နောက်ပိုင်းမှာကြိုက်ခဲနာကျင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီလက္ခဏာတွေကဒီရက်ပိုင်းတွေမှာဖြစ်ပေါ်တတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှတ်ထားရမယ့်ကိစ္စတော့ဒီ bell palsy ဒီ stroke လို့ခေါ်တဲ့လေပြတ်တာနဲ့မတူတာကမျက်နှာဆိုမျက်နှာရဲ့တစ်ပိုင်းမှာပဲဖြစ်တယ်အဲ့ဒီဘယ်ဘက်ဖြစ်ရင်ဘယ်ဘက်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဘယ်ဘက်ရဲ့လက်တွေခြေထောက်တွေကမြှောက်လို့ရတယ်ဘာမှမဖြစ်ဘူးလေပြတ်တာကြောင့်အဲ့လိုမဟုတ်ဘူးမျက်နှာတွေရွဲ့သွားတဲ့အပြင်ဘယ်ဘက်ချမ်းကခုနပြောတော့ဗောနော်ခြေထောက်တွေလက်တွေပါလုံးဝမလှုပ်ရှားနေတာမျိုးတွေဖြစ်တတ်တယ်ဗောနော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593992ကိုမနက်၈နာရီကနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်လေဖြတ်လာကြတော့အုံနောက်မှာရှိတယ်ဗောနော်အုံနောက်မှာရှိတဲ့သွေးစနစ်သွေးစီးဆင်းမှုစနစ်တစ်ခုထိခိုက်သွားတာဗောဗျာပြောရရင်တော့ဖြစ်နိုင်ခြင်းတစ်ခုရှိတယ်သွေးကြောမှာသွေးခဲပိတ်ဆို့သွားပြီးတော့အုံနောက် cell တွေကိုသွေးမရောက်တော့တာနောက်တစ်ခုကသွေးကြောပေါက်သွားတာဗောနော်နှစ်ခုရှိတယ်သွေးခဲပိတ်ဆို့တာနဲ့သွေးကြောပေါက်တာဘယ်လိုပဲဖြစ်ပါသွေးစီးဆင်းမှုရပ်တန့်သွားတဲ့အခါမှာအုံနောက် cell တွေကသေဆုံးသွားတယ်သေဆုံးသွားပြီးတော့အဲ့ဒီသူထိန်းချုပ်တဲ့ဘက်ကဗောနော်ကြောင်းမြန်ဗောဘယ်ဘက်ကထိသွားရင်သူထိန်းချုပ်တဲ့ညာဘက်မှာလေဖြတ်သွားမယ်ညာဘက်ကထိသွားလို့ရှိရင်သူထိန်းချုပ်တဲ့ဘယ်ဘက်မှာသူ crossing ပေါ့နော်အဲ့လိုမျိုးလေဖြတ်သွားမယ်လေဖြတ်သွားတဲ့အခါမှာ bell palsy နဲ့မတူတဲ့အပိုင်းကတော့သူကတော့မျက်နှာလေးရွှဲ့မယ်ထိတဲ့အပိုင်းကလက်တွေခြေထောက်တွေပါလုံးဝတစ်ချမ်းလုံးလုံးဝလှုပ်လို့မရတော့ဘူးเนาะနောက်တစ်ခုဆိုလေဖြတ်တာနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဒီသူ့ရဲ့လေဖြတ်တဲ့လက္ခဏာတွေကို fast နဲ့တော့ပြောကြရအောင်เนาะ FAST fast ဆိုကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြီးသွားပြီပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်ထပ်ပြီးတော့အချိန်ငက်ကွက်တော့အဖေထပ်မပြောတော့ဘူးရှေ့ရဗီဒီယိုမှာ channel မှာဝင်ရှာကြည့်လို့ရတယ်ပေါ့เนาะအဲ့တော့အဲ့နှစ်ခုကွာခြားချက်ကပါလဲဆိုရင် bell palsy ကမျက်နှာပဲကြည့်တယ်ဒီကျွန်တော်တို့ stroke ကြတော့လေဖြတ်တာကြတော့လုံးဝအဲ့ဘက်ချမ်းကတစ်ချမ်းလုံးကြည့်တယ်ပေါ့เนาะကဲတော့ bell palsy နဲ့လေဖြတ်တာနဲ့ကိုရိုးတနန်းဘယ်လိုခွဲမလဲပေါ့နော်အိမ်မှာဘယ်လိုခွဲလို့ရတယ်ပေါ့အဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်အဲ့တော့ခုနကကျွန်တော်ပြောလို့ပဲမျက်နှာပဲရွှဲ့သွားတယ်ဆိုရင်ဒါ bell palsy ဖြစ်ဖို့များတယ်ဒီတစ်ချမ်းလုံးလုံးဝပေသွားရဆိုရင်ကျွန်တော်လုံးဝဒါလေဖြတ်တာဖြစ်ဖို့များတယ်ပေါ့ဒါပေမဲ့နောက်တစ်စမ်းသပ်လို့ရ test ခုရှိသေးအဲ့ဒါပါဆိုရင်နှစ်ဖူးတွန်းကြည့်တာပေါ့မျက်ခုံးအပေါ်ပင့်ကြည့်ရတာနှစ်ဖူးတွန်းကြည့်တာအဲ့ဒီအချိန်မှာလေဖြတ်တဲ့လူကလေပဲဖြတ်သွားတာနော်နှစ်ဖူးတွန်းနိုင်တယ်ဘာလို့ဆိုတော့မျက်နှာကိုထိန်းချုပ်တဲ့အာယုံကြောကြတော့သူကဘယ်ရောညောင်နှစ်ချမ်းလုံးကနေမျှပြီးထိန်းတာပြေးကြမလို့မျက်နှာကြွက်သားတွေသွားရွက်မချိပါဘူးနှစ်ဖူးကြွက်သားတွေတိတ်မချိဘူးအဲ့တော့တွန့်ရင်တွန့်လို့ရတယ်ဒါပေမဲ့ bell palsy ကြတော့အဲ့လိုမဟုတ်ဘူး bell palsy ကြတော့အာယုံကြောတစ်ချောင်းထိသွားတာပြေးကြမလို့နှစ်ဖူးတွန့်ခိုင်းနှစ်ဖူးတွန့်လို့မရအောင်အဲ့တော့အဲ့ဒါနဲ့ခွဲလိုက်လို့ရတယ်အဲ့တော့အိမ်မှာတရားရောကမျက်နှာပါးစပ်ရွက်သွားပြီဆိုရင်ဒီကိုယ်လုံးကျန်တဲ့ပိုင်းတွေကိုစမ်းတက်လို့မရခင်မှာတ
ကားလေးလောက်ခိုင်းကြည့်ရမှာအပေါ်ကိုမျိုးလုံးလေးပင့်ကြည့်တယ်နှစ်ဖူးတွန်းကြည့်တယ်နှစ်ဖူးတွန်းနိုင်ရင်တေးကြတယ်အဲ့ဒါဒီ stroke ပဲလေဖြတ်တာပဲနှစ်ဖူးလုံးဝမတွန်းနိုင်ဘူးဆိုတော့အဲ့ဒါဒီ bell palsy လို့ခွဲခြားလို့ရပါတယ်အဲ့တော့ဒါဆိုကျွန်တော်ကုသမှုကြောင့်ဆက်ပြီးပြောအောင်ပါနော် bell palsy ဖြစ်ခဲ့မယ်ဆိုရင်စိုးရင်ကြတော့မရှိဘူးဖြစ်တာနဲ့ဆေးရုံဆေးကန်းကိုသွားလိုက်ချက်ချင်းသွားနေတော့ပိုကောင်းတာပေါ့ဗျာသူကပုံမှန်ဖြစ်တာကသူက virus တွေကြောင့်ဖြစ်တာများတဲ့ခါကျတော့ virus သက်ဆေးတွေနောက်ပြီးတော့ steroid ဆေးတွေကိုဒီရက်တရက်အနည်းငယ်တော့တောက်လိုက်ပြီဆိုရင်သူ့ဘာသူပျောက်တတ်တယ်များသောအားဖြင့်တော့လေသူ့ဘာသူခါကြလို့ရှိရင်ဆေးမတောက်ဖဲနေတော့မှာဗျာသူကများသောအားဖြင့်80ခန်းတော့လားသူ့ဘာသူပြန်ပြီးပျောက်နေဒါဆေးတွေပါတောက်မယ်ကုသမှုခိုင်းမယ်ဆိုတော့ပျောက်ဖို့ပို့ပြီးတော့များလေ့ကျင့်ခန်းနည်းနည်းပါလုပ်ပေးရမယ်ဒါတော့ပဲဒါပေမဲ့ stroke ကြောင့်လို့မဟုတ်ဘူးလေဖြတ်လာကြတော့သူ့မှာ golden hour ဆိုတာရှိတယ်ရွှေနာရီတွေပေါ့ပြောရမယ်ဆိုတော့လေဖြတ်ပြီးချင်း4နာရီခွဲအတွင်းကိုဆေးရုံမရောက်ဘူးဆိုလို့ရှိရင်လိုအပ်တဲ့ကုသမှုမလုပ်ဘူးဆိုရင်အဲ့ဒီရရှိတယ်ဆေးရုံတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီဆေးကမ်းမဟုတ်ဘူးနော်ဆေးရုံနော်ဆေးကမ်းမှာဘာမှလုပ်မပေးနိုင်ဘူးနော်အဲ့ဒါအရေးကြီးတယ်တော်တော်များလေဖြတ်ဆေးကမ်းသွားပို့ကြတယ်ဆေးရုံဆေးကမ်းလို့လုံးဝကျွန်တော်မပြောဘူးဒီဗီဒီယိုကလည်းကျွန်တော်ထပ်ပြောလိုက်ပါတယ်ဆေးရုံအချိန်မီသွားပါသွေးခဲပျော်စေလို့ပေါ့လိုအပ်တဲ့ကိစ္စတွေပေါ့ဒီတန်လိုက်တက်မှန်တော့လိုအပ်တာရိုက်ကောင်းရရတယ်အဲ့ဒါကိုဆေးရုံမှာပဲလုပ်လို့ရတယ်အဲ့ဒါကြောင့်မလို့ဆေးရုံကို4နာရီခွဲတွင်ရောက်မှာကျင်းတီပေါသူဒီလေဖြတ်တာဒီအသက်ရှင်သန်နိုင်မယ်လေဖြတ်တာတွေလုံးဝကုသပေးနိုင်မယ်ပေါ့နော်အဲ့လိုနှစ်ခုချင်းကွာခြားချက်ရှိရဲဒါကြောင့်မလို့ဘာပဲပြောပါမျက်နှာပဲရွရွလေပဲဖြတ်ပေါ့နော်ဘာပဲပြောဖြစ်ချင်းဆိုရင်တော့စေကန်းသွားရလို့ရတယ်ဒါပေမဲ့4နာရီခွဲတွင်ဖြစ်ရမယ်နော်4နာရီခွဲတွင်မှာဘာပဲပြောစေကန်းကမလွှဲရင်တော့ကိုယ့်ဘောက်ကိုလေဖြတ်တယ်လို့သိပြီဆိုလို့ရှိရင်အချို့စေကန်းတွေကလွှဲမှာမဟုတ်ဘူးကျွန်တော်ခါရပြောထားတယ်အချို့စေကန်းတွေကရအောင်ကြိတ်ကူတာရှိတယ်အဲ့တော့ပုံမှန်ဆိုကျွန်တော်မပြောဘူးဒါပေမဲ့ကျွန်တော်မပြောလို့မရဘူးတော်တော်များတွေ့နေရတဲ့ခါကျတော့ပွင့်နေမျိုးတော်တော်စက်တီတုံးတယ်ပေါ့နော်အဲ့တော့လေဖြတ်တယ်လို့ပြောလိုက်တယ်ကျွန်တော်တို့ကုမယ်ဆိုကုမခံနဲ့လေဖြတ်တယ်ဆိုချင်းဒီပေါက်စေုံသွားရမယ်4နာရီခွဲနဲ့စေုံသွားပါအဲ bell palsy ဆိုတော့ရတယ်စေကန်းမှလည်းကုလို့ရတယ်လိုအပ်တဲ့ virus သက်ဆေးတွေနောက်ပြီးတော့ကျွန်တော်တို့ steroid ဆေးတွေကိုဆရာမပေးလိမ့်မယ်အဲ့တော့အဲ့နှစ်ခုခွာခြားချက်ရှိပါတယ်ဗောနော်ကဲအခုကျွန်တော်အခုဆွေးနွေးပေးသွားတဲ့အကြောင်းအရာတွေကတော့ bell palsy လို့ခေါ်တဲ့မျက်နှာတစ်ချမ်းရွေးတဲ့ယောဂနဲ့ stroke လို့ခေါ်တဲ့လေဖြတ်တဲ့ယောဂနဲ့ခွာခြားချက်တွေဖြစ်ပြီးတော့အဲ့နှစ်ခုဘယ်လိုခွဲခြားရမလဲဘယ်လိုပုံစံကုသမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီဗီဒီယိုလို့ကြည့်ရတဲ့သူတွေအနေနဲ့ကျမကြီးပူးတွေအများကြီးရရှိသွားမယ်လို့ပြောနေပါတယ်ဒီလိုဗီဒီယိုလေးကိုကျွန်တော်တို့ရဲ့ Yuba Clinic ဘကူ channel ကနေတော့အများနဲ့တင်ဆက်ပေးပါမယ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုအများနဲ့ like and subscribe လုပ်ပေးပါလို့တောင်းဆိုနေတယ်အားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AN channel မှာဟောပေါ့နော် Yuba Clinic ဘကူမှာဟောကျမရဲ့ဘကူတွေအများတင်ဆက်ပေးနေတဲ့ဒေါက်တာ Yuba ဖြစ်ပါတယ်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်